ဒီနေ့ဒီနေ့ကအခုမျိုးဒါဆိုရင်အပင်းတွေခေါ်ရည်များကြီးရတဲ့အတွက်ဒါဆိုရင်ပေးတဲ့အင်အားတွေခွန်အားတွေနဲ့တူအောင်စုတပင်ဒီထက်မကပိုပြီးကြိုးစားပါမယ်ခင်ဗျာ